အရှိတောင်အာရှကရေအောက်မှာနစ်မြုပ်နေတဲ့တစ်တုံးတွေထဲမှာတင်မောဖောက်ပိုးလို့ခေါ်တဲ့ထူးဆန်းတဲ့တတဝါလေးတွေရှိကြပါတယ်။ဒီတတဝါလေးတွေကိုဒေသခံတွေကတော့အစိမ့်လိုက်ဖြစ်ဖြစ်အချင်းတီဗီဖြစ်ဖြစ်အရသာရှိတဲ့အစားအစာတစ်ခုအနေနဲ့စားသုံးကြပါတယ်။ဒါပေမဲ့သူတို့ကကြီးလိုက်ရင်ကမာကောင်နဲ့တူတဲ့ခရုကောင်မျိုးနွယ်ဝင်တွေဖြစ်ပြီးတစ်သားထည်တွေကိုတော့အကြီးအကျယ်ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။တင်မောဖောက်ပိုးလေးတွေဟာသူတို့အမေရဲ့ပါဟတ်ထဲကနေစတင်ပေါက်ဖွားလာကြပါတယ်။သူတို့ကြီးထွားလာတာနဲ့အမျှသေးငယ်ပေမဲ့အလွန်မာကျောတဲ့အခွန်လေးတွေကိုအသုံးပြုပြီးရေအောက်ကတစ်သားတွေတဲကိုလိုင်ကောင်းတူးပြီးဝင်ရောက်နေထိုင်ကြပါတယ်။ဒီလိုင်ကောင်းတွေဟာသူတို့အတွက်အမြဲတမ်းနေထိုင်ရာဖြစ်သွားပြီးအပြင်လောကမှာသူတို့အသက်မရှင်နိုင်ကြပါဘူး။ရေပြင်အပေါ်ယံနဲ့ထိတွေ့မိတာနဲ့ချက်ချင်းသေဆုံးသွားတတ်ကြပါတယ်။ဒီပိုးကောင်လေးတွေကရေထဲမှာပါတဲ့အစာမုံလေးတွေကိုစစ်ထုတ်စားတောက်ကြသလိုတစ်သားတွေကိုကိုက်ဖြတ်ရာကထွက်လာတဲ့တစ်သားမုံတွေကိုလည်းအစာခြေဖြတ်စားသုံးကြပါတယ်။ခြားတွေလိုပဲသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတစ်သားကိုခြေဖြတ်ပေးနိုင်တဲ့အကျိုးပြုဘက်တီးရီးယားလေးတွေရှိကြပါတယ်။အရင်ခေတ်တုန်းကဆိုရင်ဒီလိုအစားကျူးတဲ့တန်မောဖောက်ပိုးတွေကြောင့်တင်မောကြီးတွေတောင်ပျက်စီးခဲ့ရဘူးပါတယ်။ဒါကြောင့်ရှေးလူကြီးတွေကတင်မောတွေကိုကာကွယ်ဖို့အတွက်တင်မောဝမ်းပိုက်ကိုတတုပြားတွေနဲ့ကတ်တာဒါမှမဟုတ်အထူးစီမံထားတဲ့ဆေးတွေတုပ်တာမျိုးတွေလုပ်ခဲ့ကြရပါတယ်